မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အဓိကသေချာတဲ့လမ်းဆိုတာဘာတော့ဆို criteria မှတ်ကြောက်ကလေးတစ်ခုမိတွေတော်ဂေါရမေကြီးကိုမြတ်စွာဘုရားကသင်ပေးသွားတယ်အေးတယောက်ယောက်ကလာပြီးတော့ဒါဘုရားဟောပါလို့လာပြောမယ်ဓမ္မမှန်ကန်တဲ့တရားဝိနည်းဘုရားရဲ့အဆုံးအမဝိနည်းဆုံးမချက်တတ္ထုသာသနာမြတ်စွာဘုရားရဲ့ဩဝါဒလို့တစုံတစ်ယောက်ကနေအတည်ပြုပြီးတော့လာပြောမယ်ဆိုလို့ရှိရင်တဲ့မှတ်ကြောက်တင်ကြည့်လိုက်ပါဘုရားရဲ့ဓမ္မဝိနည်းတတ္ထုသာသနာအဆုံးအမတရားတော်မှန်လို့ရှိရင်တဲ့ရှိနေတဲ့အတွေ့အတာတွေယော့သွားရမယ်မုန်းတီးတဲ့စိတ်တွေယော့သွားရမယ်တန်တရားဖြစ်ပြီးတော့အမှန်ကန်မသိတဲ့မောဟတွေယော့သွားရမယ်နောက်ဆုံးမှယော့သွားပြီးလုံးဝပျောက်ကွယ်သွားစေနိုင်တဲ့စွမ်းအားရှိတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့လောဘတွေတိုးလာမယ်ဒေါသတွေတိုးလာမယ်မောဟတွေတိုးလာမယ်ဆိုရင်ဒါဘုရားအဆုံးမဟုတ်ဘူးလို့သိချဆုံးဖြတ်လိုက်ဒီကျင့်စဉ်တစ်ခုကိုကျင့်လို့ကိုယ်တဏ္ဍာမှာလောဘနည်းသွားသလားဒေါသနည်းသွားသလားမောဟနည်းသွားသလားဒါအဓိကကြတယ်လောဘလည်းနည်းမသွားဘူးဒေါသလည်းနည်းမသွားဘူးမောဟလည်းနည်းမသွားဘူးအကုသိုလ်တွေလည်းနည်းမသွားပဲနဲ့အကုသိုလ်တွေတိုးတာလာတယ်ဆိုလို့ရှိရင်ဒါမှားတဲ့အကျင့်ဘုရားဟောတဲ့တရားမဟုတ်ဘူးလို့မြတ်စွာဘုရားကဒီလို criteria မှတ်ကြောက်တစ်ခုပေးထားတယ်အဲ့ဒီစံနဲ့ပဲတိုင်းတာပြီးတဲ့အခါကျတော့မှားတယ်မှန်တယ်ကိုဆုံးဖြတ်ရမယ်ကျန်တဲ့ history တို့ဘာလို့ဆိုသိပြီးတော့အရေးပါလာတာမဟုတ်ဘူးပေါ့အရေးကြီးတုန်းကဒီတရားကိုလက်ခံကျင့်သုံးလိုက်လို့ကိုယ်တဏ္ဍာမှာအသိဉာဏ်တွေတိုးတက်လာသလားသို့မဟုတ်အသိဉာဏ်ဘက်ကဆုတ်ယုတ်သွားသလားစိတ်သဘောထားကောင်းမွန်တဲ့စိတ်သဘောထားတွေတိုးတက်လာသလားကောင်းမွန်တဲ့စိတ်သဘောထားတွေဆုတ်ယုတ်သွားသလားသူတော်ကောင်းစိတ်ပိုပြီးတော့ဝင်လာသလားသူတော်ကောင်းစိတ်ညော့နေသွားသလားကြည့်လေတချို့တရားလိုက်နာကျင့်သုံးလာတဲ့အခါကျတော့မဖြစ်လာတော့ဆိုလို့ရှိရင်မာနတွေဝင်လာငါလိုတတ်တဲ့လူမရှိဘူးငါပို့တာတယ်ဗမာပြည်မှာလည်းတခါတလေပေါ်သေးတယ်လေတရားသိသွားပြီဆိုလို့ရှိရင်အေးဘုန်းကြီးတောင်ရှင်းမခိုးတော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားခါတိုင်းကဘုန်းကြီးကိုရှ िख ိုးတယ်တန်ဃာဆိုတဲ့အနေနဲ့လေးစားပြီးတော့ရှ िख ိုးတယ်အဲ့ဒီတရားကျင့်ပြီးတဲ့နောက်ကြလို့ရှိရင်ဘုန်းကြီးကိုရှ िख မခိုးနိုင်တော့ဘူးဆိုတော့မာနတွေပိုတက်သွားတဲ့သဘောပဲဒါမာနဆိုတာကုသိုလ်လားအကုသိုလ်လားလို့မေးလို့ရှိရင်အကုသိုလ်ပဲကိုယ့်ရဲ့အရည်အချင်းကိုတန်ဃာတဲ့တာတယ်ဆိုတဲ့အနေအထားမျိုးထိအောင်မြင့်ပြီးတော့ကိုယ့်ဟာကိုယ့်အနေနဲ့အယူသေးပေးရမယ့်ပုဂ္ဂိုလ်မရှိတော့ဘူးလို့ဒီလိုထင်လာတာဟာဒါမာနဝင်တာမာနဝင်တာမှမသိအောင်တစ်ခါကြတော့သိမ်မွေ့ပြီးတော့သွားတယ်ဒီလိုဆိုလိုတာအဲ့တော့မှန်ကန်တဲ့တရားကိုသိရှိနားလည်လာတဲ့ပုဂ္ဂိုလ်ကအဲ့ဒါလို့မဟုတ်ဘူးသိလာပြီဆိုလို့ရှိရင်ယူသည်လေးစားလိုက်တဲ့ပုဂ္ဂိုလ်တို့ဘယ်သူမဆိုယူသည်လေးစားဆက်ဆံနိုင်တဲ့အနေအထားမျိုးရှိလာတယ်အလုံးပေါ်မှာမေတ္တာထားနိုင်တဲ့စိတ်ဓာတ်တွေရှိလာတယ်စိတ်ထဲမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းတွေမွေးလာတယ်မာနတွေလည်းကင်းလာတယ်ရောကြလာတယ်ကိုအထင်ကြီးတဲ့စိတ်တွေလည်းရောကြလာတယ်ကြည့်လေတော်တော်ပြောကြတယ်တကယ်တတ်ပြီဆိုတဲ့ scholar ဖြစ်တဲ့ပုဂ္ဂိုလ်တွေကငါမတတ်သေးဘူးလို့သိတဲ့ပုဂ္ဂိုလ်ပဲများသောအားဖြင့်မတတ်တဲ့လူတွေကတတ်တဲ့ထင်တာတ
တ်တဲ့ပုဂ္ဂိုလ်ကဘလို့ပြောလို့ရှိလို့ဆိုရင်တကယ်စကောလာကြီးတွေဗမောက္ခကြီးတွေပြောအေးငါမတတ်သေးဘူးလို့သိတာဟာစတတ်တဲ့နေပဲလို့ဒီလိုဆိုလို့